ယောပြစ်စုံပန်တွေကအတိတ်တွေဖြစ်သွားလဲအတိတ်ကကံပါပဲအဲ့ကံတွေကြောင့်တန်ပြန်လာမဲ့အရိတ်ကတန်ပြလဲအဲ့ဆရန်နာရဲ့ဘေးကလူစိတ်အနာတန်ရနဲ့ညီမလေးတို့မင်္ဂလာပွဲကိုတော့ဖိတ်စမချမ်းပါနဲ့မိဘချင်းချိတ်တာဆုံးပြီးခေါင်းတွေပြင်းကခံလာခဲ့တန်ရတဲ့ဟုတ်လားအေးနိမပါလေတိတ်ဆရာဘေးကနေရတော့ပိတ်တခါနာနဲ့ပစ္စဖောက်တာလားညီမလေးတပြားဆိုင်နိဗ္ဗာန်ကကြည့်တော့ငွေတမျက်နှာစာအဲ့တော့လမ်းခွဲလိုက်မြစ်တစ်မျိုးလုံးကျင်နဲ့မှာပါပြီးမှရင်ဆက်ပါတော့မပါတော့မပြောနဲ့ငါရဲ့ချစ်ကနေဆက်ကြဝလာတခုစားလောက်ရေတွက်ပမာဏနားလေလားအစ်စ်အတန်းနဲ့ကွာဟာတဲ့ခါအချစ်ကိုမြင်နိုင်ဖို့မျက်နှာဖုံးလေးတော့ခွာချခဲ့ပါဘဝကငါရေးဘူးရဲ့ချင်းတွေကလို့နာရတဲ့ကြအထေးသမီးနဲ့ဆင်းရဲသားများတယ်ဆိုတော့မြမကားထဲမှာဒီအချင်းအမရာဖုန်းနဲ့ကျွန်တော်နဲ့နှစ်ယောက်လောက်ထားတဲ့အချင်းပါအချင်းထွက်လာတော့မှပဲအမရာပိုက်တွေဒီချင်ခံစားရပါခင်ဗျာဘယ်နဲ့ဖျားတော့စီမံထားလဲငါကလေးနေရပါပဲရောက်ရမလားဆိုပြီးငါတိတ်ခါလေးကိုလာထိချင်းမြင်နေရဘက်ကိုလှန်ကလေးနဲ့နာဖိချင်းကိုငွေအာနာပါဝါမရှိရင်မျက်နှာချင်းဆိုင်ပြီးတော့ကြာမကြည့်ချင်ဘူးဆိုတဲ့နေ့ရဲ့မာတာမိခင်အတားလည်းမကြည့်ပါနဲ့အန်တီတေကန်နေချင်ခဏလေးမောင်နေတဲ့ကိုဘွားကိုလင်းအောင်ပေးနိုင်ဖို့မီးအိမ်ရှာဖွေအန်တီရဲ့သမီးလိမ်မှာလဲကိုသုံးပြီးတပ်ပြလေးတွေရှာအန်တီသားလည်းချဝင့်မလဲဖို့တဲ့ရရလေးချေထားတော့သမီးရဲ့လုံးမပြောတဲ့နေ့ရဲ့ပေါ်လာလေးချိုးအပြောင်းလဲမြင်ချက်ကမန်းရခက်တဲ့ဒေါ်လာစေးလို့အကိုတို့နှစ်ယောက်ကညားမှာရုပ်ချင်းနေစေတယ်ပြောတဲ့ပါစလေးတွေညောင်းရင်လည်းပြုတ်ချင်းစီချင်တယ်အန်ဒီမောက oversee လာငါတို့သူသွားနေခဲ့တဲ့နေရာလေးဆိုတာသိရတော့ပုံနာကြီးရမျက်လုံးနဲ့ကတိန်နေသားပြင်ပေါ်ကိုပြုတ်ကပိချဟဲဒီမှာမိုနာလီဇာငါမင်းရဲ့ချိုကကြီးလားဟမ်ပူစာကစံချေပင်လက်စင်းနဲ့ရွက်လေးရဲ့ဒီစိတ်ကလာခေါ်လာဖို့ဘယ်နဲ့ဖျားတော့စီမံထားလဲငါကလေးနေရပါလေအဲငွေစက်ကူလေးတွေနောက်နေတကောက်လိုက်ပါသွားတဲ့နောက်မစားနိုင်မတော့နိုင်ငါမှနေတွေညတွေလက်ပြောင်းဘာမီတွန်တွေပါတော့အိတ်တော်လဲကျဆွဲပြီးနေမင်္ဂလာပွဲရောက်ရေကဲမုံလေးသူနေကိုကိုကြွေးတော့ငါမှတပတ်သက်စိတ်တွေကောင်းရောက်အဲငွေစက်ကူလေးတွေနောက်နေတကောက်လိုက်ပါသွားတဲ့နောက်မစားနိုင်မတော့နိုင်ငါမှနေတွေညတွေလက်ပြောင်း Yeah.